အပိုင်းကိုနာမည်စဝိုင်းအဖအမည်ဦးကြည်အသက်18နှစ်လိပ်စာအမတ်မရှိလည်းမရှိခီလီဘောတရာဟဲ့ကောင်မလေးနေရောက်လာပြန်ပြီလားဟင်ဒေါ်စောကြီးလာလေးဒီကိုစဝိုင်းတို့ဝင်သွားချင်းတန်းစီနီရဲ့ဒေါ်စောကြီးကလမ်းချိုဆိုတယ်အခန်းလူကြီးဆီယမကတာတီဒီလားဟိအမတ်မရှိလည်းမရှိခီလီဘောတရာတွေဒီတဲကထောင်ကြမိန်းမတွေအားလုံးကစဝိုင်းတို့တွေကိုအထင်မြင်သေးတဲ့အကြည့်တွေနဲ့လမ်းချီနေတယ်အစုံတော့ထုတ်ကလေးတွေကိုပိုက်ညစ်ဆုပ်ဆုပ်မွေးချောက်ချောင်းနဲ့ညှိုးမိန်နေတဲ့စဝိုင်းတို့တာတီဒီတို့တစုခက်အုပ်အုပ်ကလေးတွေတန်းဝင်စီကြတယ်အားလုံးကစဝိုင်းတို့နဲ့မတူသလိုမတန်သလိုတွဲမထိုင်ချင်ကြဘူးဝင်လာတဲ့ကိုချင်းချင်းပဲတန်းရဲ့နောက်ဆုံးမှသွားထိုင်ကြတယ်စဝိုင်းကတော့ကိုခေါ်ပေါ်ရတဲ့ဒေါ်စောကြည်နာမှာအာရဝန်တာဝင်ထိုင်လိုက်တယ်ဒေါ်စောကြည်မလွတ်သေးဘူးလားလွတ်တော့မင်းဟဲ့တပတ်ခါဆိုငါထွက်ရတော့မှယောက်ျားနဲ့တွေ့ရတော့မယ်ဆိုပြီးပျော်နေတာပေါ့ဟုတ်လားပျော်ပါဝင်ညီးနေအရက်ဖို့ကျွေးဘလောက်ဆက်ရမလဲဆိုတော့တွေးပြီးစိတ်ညစ်နေတာဒေရှင်စုံသူ့ဘိန်းဖာကနှစ်ပဲတပူနဲ့ဘလောက်များကျွေးခံတောက်ထားမယ်မသိဘူး तू ကဘိန်းဖာတယ်လို့လုပ်သေးရလားအေးဟုတ်တယ်ဒါပေမဲ့တက်တက်ပဲနမိတ်ခံပါ ਈ တကယ်လို့တော့ငါပဲများပါတယ်ဟင်ဒေါ်စောကြီးကစပိန်ဖာတက်တာလားဩဖာတက်ရတာပေါ့ ਈ အစားတော့ဘယ်တက်မှာလဲ तू ကဤထိုင်နေလို့မှမရှိတာတဏီကုံဒီရက်ပဲငန်းနေရသွားတောက်နေရလေရတဲ့စီကိုငါရက်ဆန်ညနေမှာထွက်တာလေဩကိုဆိုင်ကသမားဖောက်တယ်ရလာပြီး तू ကမရှိဘူးလာပြန်ပြီဆို तू ကမရှိဘူးငါမယ်လိုက်ခေါ်ရပြီအေးခေါ်တော့လာချင်မှလည်းလာတာလေကြည်ထားတဲ့မြင်မြင်လေးနဲ့ငါဘိန်းပေါက်ဖာပေးရတော့ပဲအစားတော့ဘယ်ဖြစ်မလဲတခါတဲ့ဘိန်းပေါက်ကတစ်ပေါက်ငါကလော်ရန်နဲ့ချော်ထိုးမိတာနှစ်ပေါက်သုံးပေါက်ဖြစ်ကုန်လို့လူတွေမလာကြတော့ဘူးငါမှလာပါရဲ့ဒီတစ်ခါကောင်းကောင်းဖာပေးပါမယ်ဆိုပြီးဖောက်တယ်တွေကိုအတင်းလိုက်ခေါ်ရတယ်အခုတော့ရနေပြီပေါ့ဂွေဒီပါတော့ငါလည်းမချိန်တတ်သေးဘူးမနက်ပိုင်းနေ့လည်းပိုင်းငါဘိန်းဖာညနေရက်ဆိုင်ထွက်ပေါ့အဲ့လိုလုပ်ရတာမင်းကြီးမကြီးယောက်ျားကုတော့အနန္တော်ပေါ့ယောက်ျားတွေကတိတ်ဆိတ်ပြတ်ဖို့ကောင်းတာပဲနော်ဒေါ်စောကြည်အမေညီကယောက်ျားအကြောင်းဘလောက်များသိတာကြလို့မိန်းမကလေသိရပေါ့ကျမယောက်ျားရခဲ့ပြီဒေါ်စောကြည်ရဲ့မနေ့ကပဲတော်တော်မြန်ပါအခုညီယောက်ျားရောသူလဲထောင်ထဲမှာပဲပေါ့အတူတူဖမ်းခံရလေဟိုမိန်းမကြီးရောအမေစိန်လေအမေစိန်မပါဘူးဒေါ်စောကြည်ရဲ့သူကတနေရာမှာဆိုတော့ကန်းကောင်းသွားတဲ့ဟိုကောင်ခေါ်တဲ့နေရာလိုက်သွားမိလို့အင်းလေတခုတော့လေကောင်းပါရဲ့နှုံမို့ဖြင့်အခုချိန်သူနဲ့ညားပြီညီဥစ္စာကလေယောက်ျားသာယူလိုက်ရဤလေလေကြီးဆိုတာကြာနေပြီငါကိုချင်းတော့စားပါရဲ့ငါလည်းမကြိုက်တဲ့လူယူခဲ့ဘူးတာပဲနှစ်ယောက်တောင်မှလေဒေါ်စောကြည်ကလည်းနှစ်ယောက်တောင်ယူတယ်နှစ်ယောက်မကဘူးသုံးယောက်အခုငါပြောနေရဲ့ရက်သမားတတိယမြောက်သူ့တော့မှန်တာပြောရရင်ငါချစ်တယ်ဒါသာဖြစ်တယ်နော်ယူတော့ငါရွေ့ယူလာငါဒုတိယယောက်ျားတမီးတယောက်ရပြီပေါ့တဝန်တူလိုက်တာလွန်ဟိုလူဆွဆွဲဒီလူဆွဆွဲနဲ့ငါကဈေးရောက်ရတော့စိုက်ကားသမားအခုယောက်ျားနဲ့တွားရတာကိုငါပုတ်ခတ်တယ်နေရှိသူဒါပဲဆွဆွဲနေတော့ငါလည်းစိတ်တူလာဒါနဲ့အခုယောက်ျားကိုငါစားပြီအွန်လိုင်းငါနင့်ကိုယူမယ်ငါလှုပ်ကြွေးမယ်လို့ပြောပြီးယူခဲ့တာသူကလည်းအိမ်အောင်ကွဲပဲလေဒေါ်စောကြီးဟိုပထမယောက်ျားယူတော့အောင်ဘာလို့ကွဲရလဲအဲ့ဒီကောင်ကြတော့တင်းကမရင်ငယ်ယူလို့ငါလည်းအဲ့ဒီယောက်ျားနဲ့ရတော့ညီလောက်တောင်မရှိသေးဘူး15နှစ်ပဲရှိသေးရအဖိုးပါပေးစားတာလေငါငယ်ငယ်ကလေးကအဖေနဲ့အမေနဲ့မနေရဘူးငါလူရဲလို့တိတက်တဲ့အရွယ်မှာအဖေနဲ့အမေကကွဲနေပြီနောက်ရင်တော့ကိုစီနဲ့အဖေကိုအဖေမှမသိအမေကိုလည်းအမေမှမသိအဖေဘက်ကအဖိုးပါအနေနဲ့နေရတာဆိုတော့အဖေနဲ့ကအတွေ့များတယ်ဒါသာဖြစ်တယ်အဖေကိုအဖေလို့တစ်ခါမှမခေါ်ဘူးကိုပူလို့ပဲခေါ်တာနောက်ယောက်ျားရပြီးရန်ကုန်ပြောင်းလာတယ်လေတို့နေတာရန်ကုန်ကြားကူးရဲလို့ခေါ်တယ်အဲ့ဒီမှာနေတော့ယောက်ျားကမရင်ငယ်ယူတော့ငါစိတ်ညစ်ပြီးကန်တော်မီပန်းချံကန်နဲ့ခုန်ချပြီးတေးချောင်းကျန်တာမိတန်နဲ့တွေ့တာထောင်တစ်နှစ်ကြပါရောလားအလျှောက်ကောင်းလို့ချုပ်ရနေလွတ်တာဒေါ်စောကြီးတော်သေးတာပေါ့နော်
အေးညီလေအားလုံးတန်းစီတာအခန်းလူကြီးဆရာမရဲ့အတန်ကျဲကြီးကြောင့်ဒေါ်စောကြီးစကားတုံ့ရက်သွားပြီးဆောင်းဝိုင်းတို့ပုံစံထိုင်လိုက်ကြတယ်တန်းစီလူစစ်တန်းပိတ်တော်မယ်လေတန်းပိတ်ပြီးရတဲ့ဆောင်းဝိုင်းတို့တာတီတီတွေကိုနေရာချပြီးရင်ထုံးစံအတိုင်းမိလာကြောင်တဲမှာပဲပေါ့အခန်းလူကြီးဆရာမကရှေ့ဆုံးတန်းကနေနောက်ဆုံးတန်းထိနည်းနည်းစီတိုးခိုင်းပြီးနေရာလက်လေးတွေပေါ်လာအောင်လုပ်နေတယ်ဒါပေမဲ့ထွက်လာတဲ့နေရာနည်းနည်းလေးတပြားစားလောက်ပဲရှိတယ်ဆောင်းဝိုင်းတို့တာတီတီတွေက9ယောက်ဒီကြားတဲ့တာတီတီမိန်းမတစ်ယောက်မှကလေးပါလာသေးတယ်9နှစ်ရွယ်ကလေးမတစ်ယောက်ကဲနေရာတော့မြင်းတဲ့အတိုင်းပဲအားလုံးကပြည့်နေပြီအိတ်ချိန်ရောက်ရင်တော့တယောက်နဲ့တယောက်ထည့်ရက်ပြီးသားအိတ်ချပြီးတော့အိတ်ချိန်ဆိုတာနဲ့မအိတ်လို့လည်းမရအောင်နော်ကြားလားအခန်းလူကြီးဆရာမကိုဆောင်းဝိုင်းတို့တွေဘာတခွန်းမှတုံမပြတ်ရဲကြဘူးငင်းကုတ်ပြီးတော့ဒါနားထောင်နေကြတယ်ရီတို့ကလည်းဒီတဲ့ကိုတော်တော်လာချင်နေကြတယ်မလာရအောင်လေလုံမပေါ်အေးအခန်းလူကြီးဆရာမကပြောဆိုထွက်သွားပြီးရနေမင်းသားကြောင့်ကရှားသမျှနေရာလေးတွေမှာဆောင်းဝိုင်းတို့ကတ်တက်ပြီးအိယာခင်းကြတယ်ဆူဆူရွရွထွက်နေတဲ့မင်းသားကြောင့်ကအနံ့တက်တွေဟာဆောင်းဝိုင်းတို့ဘေးတတိုင်းမှာဆူဆူရှာရှာပြန်နေနေတယ်တေးပေါက်ဖို့အတွက်တီးတက်တင်ထားတဲ့စင်အိုးနှလုံးတေးအိုးနှလုံးကဘလောက်ပဲစီကြောနေလန်းပါတယ်ဆိုပေမဲ့အနေနဲ့လာလာကဥပဒေဆိုတော့အနံ့မပြောက်ပဲဆွဲနေပြီတိတ်ကိုလန့်တာပဲအဲ့ဒီအိုးနှလုံးထဲကိုအပေါ်ရင်စုံပြီးမှမင်္ဂလာပုံထဲမှာချိပါရတယ်ဆောင်းဝိုင်းတို့ချင်းရင်ခန်းဆုံးမှာပြပတန်ပုံးပြက်ကြီးတစ်ပုံရှိတယ်အဲ့ဒီတန်ပုံးပေါ်မှာတန်ပြားလေးချီနှခုကိုမြင်းပြိုင်ရှင်ပြီးတင်ထားတယ်ပုံကြီးပက်လယ်မှာရာရည်ကားလေးတစ်ခုလှုပ်ထားတယ်အကာလေးလှုပ်ထားတော့တော်ရုံမမြင်နိုင်လို့ဒီပုံထဲမှာညဆိုရင်ခြေရောတီရောပါလို့ရတယ်နေခင်သုံးဖို့အတွက်ကြတော့အဆောင်ဘေးမှာအိမ်သားရှိတယ်ဒီမင်္ဂလာပုံကြီးကတော့ဘာထူးလို့လဲမနက်ကမင်္ဂလာချဆေးကြောပေမဲ့သူလည်းအနည်းနဲ့အလားလားကပုံကြီးပဲအနက်ဆွဲနေတာပဲနန်နေတာပဲဒီလိုမင်္ဂလာကြောင့်မှဘသူကနေချင်မှလဲဒီမင်္ဂလာကြောင့်မှဘသူမှမနေချင်တဲ့အတွက်ဆောင်းဝိုင်းတို့လိုတာတီတီတွေအတွက်ဒီတန်နေရအဲ့ရခင်အင်ချီထုတ်လေးတွေကိုချပြီးဆောင်းဝိုင်းထိုင်နေတော့မှခက်လန်လန်မှာဟိုမကောင်းတဲ့အမယူမြင်ရတယ်သူမလွတ်သေးဘူးပဲအမေစိန်ကိုတနက်ခါသွေးခိုင်းတဲ့အမကြီးလေဟုတ်ပြီဆောင်းဝိုင်းသူ့စီကိုသွားလိုက်တယ်ဒီတစ်ခါတော့ဆောင်းဝိုင်းကိုအားကိုရမယ်လေအမကျမကိုမှတ်မိလိုက်အမတနက်ခါသွေးခိုင်းတဲ့အတော်ကြီးနဲ့အတူတူလေဟောအေးနေဒါနောက်တစ်ခေါက်လားမောင်ရဲခုံမှုပေါ့ဟင်းမဟုတ်ဘူးဒါတီတီမိုးအမရဲ့လမ်းပေါ်အိတ်လို့လေအတူတူပဲပေါ့ဟဲ့မောင်ရဲခုံမှုကတာတီတီပေါ့ငါတို့တော့တစ်ခါတလေအဲ့ဒီမောင်ရဲခုံမှုနဲ့ပါသွားတဲ့တေးကအမမလဲကြရင်လေတနက်ခါသွေးခိုင်းအောင်မလားကျမကိုခိုင်းတော့အေးလုပ်ပေးလေဆက်လင်ကားလေးနော်တစ်ခွက်ပြည့်အောင်သွေးပြရမယ်ဟုတ်ကဲ့ပါအမရဲ့အခုနင်းခန့်ချင်လဲပြောနော်ကျမနင်းပြမယ်တော့ပါပြီဟဲနေပါစေတော့ဟောနေအောင်ရော့ထက်ညက်တလုံးစဝိုင်းထက်ညက်လေးကိုတရုတ်တရာပါဆက်ထဲကိုတွင်းလိုက်ပြီးမင်္ဂလာကြောင်ပြန်လာခဲ့တယ်မနေ့ပြန်အစားပြီးဆေးလေးရအောင်စဝိုင်းကျိုးပဲရမယ်လေဒီထဲမှာဆေးလေးရရွှေဆေးလေးရငွေမငိုပါနဲ့ပုတ်ဆုံရင်တမီးစာပေမဲ့အမေဘယ်လိုတက်နိုင်မှာလဲအိတ်လိုက်တော့နော်ကျိတ်ဆိုင်နေတဲ့ကလေးလေးနဲ့တာတီတီရဲ့မိတို့မင်္ဂလာကြောင်မှဖြစ်နေတဲ့အဖြစ်ကိုကြည့်ပြီးစဝိုင်းပတ်ဆက်ထဲကထက်ညက်ခဲလေးခုန်ထွက်လာတယ်။သမီးနဲ့မိအမေနဲ့သမီးစဝိုင်းရီထဲမှာနာကျင်လာတယ်။ရော့ဒါလေးစားလိုက်နော်ကလေးလေးကဟန်တောင်မဆောင်မင်းစဝိုင်းစီကထက်ညက်ခဲကိုလက်ယူပြီးပတ်ဆက်ထဲပစ်ထည့်လိုက်တယ်။ကလေးမိကမျက်နှာငယ်ငယ်နဲ့စဝိုင်းကိုလက်ငယ်နေသလိုစဝိုင်းကလည်းကြီးထက်တဲ့ဆွဲထင်ရဲ့ကလေးရဲ့ဟာယာဒီဘလပွားနဲ့အရှောင်းမပေါ်တော့တဲ့ခေါင်းဝင်လေးကိုငေးကြည့်နေမိတယ်။ညီဘာတက်နိုင်လဲစဝိုင်းအိယာဘိုးပြက်လဲချလိုက်တော့မှပဲ9နာရီတန်ချောင်းခောက်တန်းစူညံလာတယ်။ဟေးအိတ်ချိန်အပြင်ကအဆောင်ဆရာမရဲ့အော်တန်ကဘာယာတန်းတစ်လျှောက်ကနေပြီးအခန်းထဲကိုဝင်လာတယ်။
စဝိုင်းဒီတစ်ခါရောက်တာကန်ကောင်းနေကိုကအများဆုံးနေရလားတပတ်10ရက်ပဲရှိမှာအဲ့ဒီရက်တွေမှာတပတ်တစ်ခါပဲကျွေးတဲ့အသားရင်းနဲ့တွေ့တော့ကန်ကောင်းတာပေါ့အသားရင်းကတပတ်တစ်ခါတနင်္လာနေ့တိုင်းကျွေးတာအသားရင်းကိုညနေထမင်းစားချိန်နဲ့မှကျွေးမှာဆိုတော့တနင်္လာနေ့မနက်စာရင်ကိုပဲဟင်းမကျွေးတော့ဘူးရေလုံးပြုတ်ဝကြီးနိုင်လုံးဟင်းပဲကျွေးရင်ညနေကျမှအသားရင်းနဲ့နိုင်လုံးဟင်းပေါ့အခြားနေ့တွေဆိုမနက်ပဲဟင်းညနိုင်လုံးဟင်းကျွေးတယ်ညနေထမင်းတန်းစီရဲ့နေရာမှာအုံခိနေတဲ့မိန်းမတွေကိုစဝိုင်းကြီးကြည့်နေမိတယ်အသားရင်းစားရမယ်နေ့ဆိုတော့ကျွတ်ရိုက်ပြီးစူညံနေကြတာပဲအသားရင်းကိုစားကျင်လာပြီလေဒီနေ့အသားရင်းကဝက်သားရင်းနဲ့စဝိုင်းတွေကိုမျိုးချလိုက်မိတယ်ထမင်းတန်းစီနေတဲ့မိန်းမတန်းကြီးရဲ့နောက်ဆုံးမှာရပလတ်စတစ်အိတ်ကလေးတွေကျွတ်အိတ်လေးတွေကင်ပြီးတန်းစီနေကြတဲ့စဝိုင်းတို့လိုတာတီတီအုပ်ချီကိုမြင်နေရတယ်စဝိုင်းတို့မှာထမင်းခံစရာခွက်မရှိဘူးလေမိန်းမအုပ်ချီထဲမှာဒေါ်စောကြီးကိုစဝိုင်းအမြန်လိုက်ရှာတယ်မနက်ကအလုပ်ပုတ်ကိုသွားခံပြီးစဝိုင်းရထမင်းခံမှုအိတ်တောင်းတော့သူကပလတ်စတစ်အိတ်ကလေးတစ်အိတ်ပေးတယ်လေပြီးတော့စဝိုင်းကိုမာလိုက်သေးတဲ့စရိုင်းတို့ကဝက်စာကျွေးဝက်ချီစေရတဲ့လုပ်ကိုလုပ်ရမှာဆိုတော့ဝက်စာတွေကပဲဖက်လေးတွေနည်းနည်းယူခဲ့ပါတဲ့ပဲဖက်ချင်လို့ပို့လေအဲ့ဒီပဲဖက်လေးတွေကိုပွားအောင်ရေးစိမ့်ပြီးဘူးလေးထဲထည့်ထားလိုက်လို့ရှိရင်ပဲဖက်ချင်ရတယ်တဲ့အဲ့ဒီပဲဖက်ချင်ကိုသူရောင်းပါလိဒီထဲမှာဒေါ်စောကြီးကချင်ဖက်မျိုးစုံရောင်းနေစေးတယ်မကြီးသူကစဝိုင်းကိုလည်းချင်ဖက်နည်းနည်းပေးမယ်တဲ့သူကိုစဝိုင်းယူလာတဲ့ပဲဖက်ပေးပြီးချင်ဖက်တောင်းရမယ်ကြည်စမ်းဟိုမှာဒေါ်စောကြီးထမင်းရလာပြီတော်တော်လေးနဲ့ဒေါ်စောကြီးပဲဒေါ်စောကြီးပြာနဲ့ဖြစ်နေတဲ့ဒေါ်စောကြီးကိုစဝိုင်းပြေးသွားပြီးရော့ဒီမှာပဲဖက်ကျမကိုချင်ဖက်နည်းနည်းပေးရမယ်ပေးမှာဘောဟဲ့နေရလေတွားလေထမင်းတွားတန်းစီချေပြီးတော့ဈေးရောက်တဲ့နေရာလာခဲ့နေပါအောင်ဒေါ်စောကြီးရဲ့ပလတ်စတစ်အိတ်လေးရှင်ပေးပါအောင်မနက်ကအိတ်ကပဲဟင်းပူလို့လားမသိဘူးပေါက်သွားတယ်။အော်အေးညီရလေဈေးရောက်ရအောင်မပါဆိုနေမှအမလီမနေ့ဖြန်လွန်မဲ့လူကလောဘကြီးနေလိုက်တာရောင်ရတဲ့စလိတ်တွေဘာသွားလုံးမှလဲမနေ့ဖြန်ကြဟဲ့ကောင်မလေးရဲ့ဈေးရောက်တာငါဝါသလားဟဲ့လောဘမကြည့်ပါဘူးတော့မနေ့ကျစလိတ်တွေအကုန်ဝေပြစ်မှာကျမကိုများပြီးခဲ့နော်ဒေါ်စောကြီးကမျက်စောင်းထိုးတယ်သူပေးတဲ့ကျွတ်အသေးလေးကိုယူပြီးစဝိုင်းထမင်းခံနေစီပြေးခဲ့တယ်ဟဲ့ကောင်မလေးတွေကြော်မတက်နဲ့နော်တဒန်းပြီးမှတဒန်းဝင်လက်ကောက်ကြပြီးကြော်တက်လို့ကတော့အတိပဲမဲ့အခန်းလူကြီးဆရာမရဲ့လက်ထောက်စီကံထိန်သိမ်းရေးဆိုတဲ့မိမအတန်ချေကိုကြားနေရတယ်သူ့တန်အောင်မှာပဲအားလုံးကတော့အလူရတိုးဝေပြီးတော့ထမင်းခံမြဲပဲဒီကထမင်းခံပြီးရင်အတိုင်းကိုတော့အခန်းလူကြီးစီမှာပဲထုတ်ယူရမယ်အခန်းရဲ့တန်းဖွင့်လူရေလိုက်အခန်းလူကြီးကိုပဲဟင်းတုံးရေအတွက်အထီးကျခွဲပေးထားတယ်လေအခန်းလူကြီးကစရင်မှတ်ပြီးထုတ်ပေးတယ်အဲ့ဒီမှာလေဟင်းတုံးသေးဆုံးမကောင်းဆုံးလို့သာရှာသူတွေကစဝိုင်းတို့တာတီတီတွေပဲပေါ့အခန်းလူကြီးနဲ့ပြေးလဲလို့ဟင်းတုံးကြီးတာကောင်းတာကိုရနိုင်တယ်လေအစကတည်းကဟင်းတုံးတွေကိုအကြီးသေးခွဲပြီးသားလာတဲ့လူကိုကြည့်ပြီးအကြီးပေးတဲ့လူအသေးပေးတဲ့လူခွဲပြီးထည့်ပေးလိုက်တာပဲတဲ့စဝိုင်းတို့ဘာတက်နိုင်မှလဲတဖြည်းဖြည်းနဲ့စဝိုင်းရှိနာရှောက်လာတယ်ထမင်းထိုးတဲ့သူကပုံစံကော်ပြားကွက်ကိုကိုင်းပြီးထမင်းထိုးနေတာချွေတွေကတတိကြာနေရဲ့ဟောတယောက်လာတဲ့လူတွေကိုဆက်တလို့ထည့်ပေးနေရတာမော့အောင်မကြည့်ရဘူးလူလဲနဲ့ထိုးပေးနေရတယ်ထမင်းပုံတန်းကြီးကတတစ်ဖက်နိုင်လိုဟင်းပုံတွေကတတစ်ဖက်ထမင်းခံပြီးရင်ဟင်းပုံရှိတဲ့နေရာကိုသွားပြီးဟင်းဆက်ခံရတယ်ဟင်းခတ်ပေးတဲ့သူတွေကလည်းပုံစံမုတ်ခွက်ကြီးနဲ့မအားရဘူးသူများတွေကတော့ထမင်းတစ်ခွက်ဟင်းတစ်ခွက်စီခွဲခံပြီးဟင်းရည်လေးပါလေးကိုတောက်ပြူစားနိုင်မှာပေါ့တာတီတီတွေကြတော့အိတ်ထဲမှာထမင်းရောဟင်းရောရောနော်ပြီးခံရောနော်ပြီးစားစဝိုင်းဟင်းထုတ်ပြီးအိတ်လေးဆွဲပြီးအခန်းပြင်ပန်းပြန်ထွက်လာတော့ခက်လန်းလန်းမှာဒေါ်စောကြီးတို့ဈေးအောင်ကောင်းနေပြီအယောင်းဝယ်တွေဖြစ်နေပြီကိုရောင်းမဲ့ပစ္စည်းလေးတွေကိုရှေ့ချပြီးတန်းစီထိုင်နေတာဟာဈေးတန်းလေးအတိုင်းပဲဒီဈေးတန်းလေးမှာကို့အချင်းတွေကကို့အိမ်ကားပေးလိုက်တဲ့ထောင်ဝင်စာထုတ်ထည်ကနေခွဲပြီးရောင်းနေသူတွေဒီထဲမှာနေအကြံဖန်လုပ်ပြီးရောင်းနေသူတွေ
ကိုဘကိုအတိုင်းကိုပြန်ရောင်းကြတဲ့သူတွေလည်းအဆုံရှိတယ်ဒီစီတန်းမှာဟင်းလဲရတယ်မှုန့်လဲရတယ်ထညံရတယ်ပဲကြီးလော်လဲရတယ်ချင်ပတ်ဆောင်ရတယ်ငရုတ်သီးစိမ်းရတယ်ဒညင်သီးရတယ်ထမင်းအင်ကြီးရတယ်ဒါတွေကိုဝယ်ရတဲ့ငွေကစီလိန်နွားစီလိန်နဲ့ကြားစီလိန်ကဒီထဲမှာပတ်စံပဲသူရှိရင်ကိုလုံးချင်တာလုပ်လို့ရတယ်သူစီနဲ့သူပုံစံအတိုင်းတုံးစီလိန်9လိန်ငရုတ်သီးစိမ်းတုံးစီလိန်3လိန်ဒညင်သီးတစ်လုံးစီလိန်9လိန်ချင်ပတ်ဆောင်ဆိုရင်2လိန်ဖို့3လိန်ဖို့ကြိုက်တလားဝယ်လို့ရတယ်စီတန်းလေးကတရားဝင်မဟုတ်ပေမဲ့ဒီလိုမတိမတာတရားမဝင်ရောင်းကြတာပဲအခန်းလူကြီးတိတာတိစေမမြင်စေရေးအတွက်သူတပည့်သူလက်ထောက်တွေကိုဈေးကောက်ဟင်းတုံးလီယာစာထညက်လီယာစာသူတို့စားချင်တာပေးရတယ်ဒါမှအန်ဒီရဲ့ကင်ကင်ဈေးရောင်းနိုင်မယ်လေထမင်းအင်ကြီးတွေရောင်းတဲ့သူတွေကြတော့ဆေးလေးမတောက်ရမနေနိုင်တဲ့သူတွေလေဆက်လေတောက်ချင်လို့ခြာရောင်းကြတာဒီထဲမှာထောင်းဝင်စားပါစေအပြင်ကမပို့နိုင်တဲ့သူတွေကြတော့ကိုယ့်ဘာသာကိုကြံဖန်ပြီးနေထိုင်စားတော့ရတာပေါ့ဒေါ်စောကြည်နာမှာတော့မိန်းမတွေဝိုင်းနေတယ်သူရောင်းတာကချင်ဘက်ကိုမိန်းမဆိုတဲ့အမျိုးကချင်ဘက်ဆိုရင်အနေရတာနဲ့တရေတမျှမျှကြားလာတတ်ကြတာဒေါ်စောကြည်ဟာဒီလောက်ဝင်ထဲမှာစားလို့ရတဲ့အရွက်မဲ့သမျှချင်ဘက်ထည့်ပြီးရောင်းနေမုံညင်းရွက်တို့ဟင်းကလာရွက်တို့ရလို့ကတော့တိတ်အလုပ်ဖြစ်ပေါ့တခြားဘီးဆက်ရွက်တို့ဝက်ကျွတ်မြက်ပင်တို့တော့ချင်ဘက်အနေနဲ့မစိုးဘူးပြီးတော့ဆောင်းဝိုင်းတို့လိုဝက်စာကျွေးရတဲ့သူတွေစီကပဲဖက်လေးတွေရအောင်ယူပြီးပဲဖက်ချင်ထဲတယ်အပြင်ကဒေါ်စောကြီးကိုထောင်ဝင်စားမလာပေမဲ့ဒီချင်ဘက်လုံးနဲ့သူဘာမှမပူရဘူးဆက်လီလည်းမပြတ်တောင်းနိုင်တယ်ထညက်လေးပဲလော်လေးလည်းအချိုတဲနိုင်သေးတယ်ဟဲ့လာလီရော့ဟိုကောင်မလေးဒေါ်စောကြီးကရက်ကြီးနေတဲ့ဆောင်းဝိုင်းကိုဘူးလေးတွေကချင်ဘက်နှစ်ပင်ထည့်ပြီးတယ်အချင်တန်ဆူဆူကိုရတာနဲ့ဆောင်းဝိုင်းဖိုက်ထဲစားလာတယ်ဝတ်သားတုံးနဲ့အချင်နဲ့ထမင်းမြေအောင်မေလက်ထက်ကအိပ်ပေါက်မကျသွားအောင်တတိထားပြီးထိန်ရင်တစ်ပင်အောင်ကိုသွားတယ်ပေါက်ကျသွားလို့ကတော့မြေပေါ်မှာပြန့်ကျဲပြီးဆောင်းဝိုင်းငပေါက်နဲ့တိုးရလိမ့်မယ်အဆူလိုက်ဆူလိုက်ဝိုင်းဖယ်ပြီးတော့အဆောင်ပေးတစ်ပင်အောင်တွေမှာစားတောင်းနေကြတဲ့အထဲမှာဆက်ဝိုင်းလိုတာသီးတီအုပ်စုကအငိမ့်ဆုံးပဲရရအိတ်ကလေးတွေနဲ့ဖြစ်တယ်လို့စားနေကြတဲ့ဆောင်းဝိုင်းလိုတာသီးတွေအခြားမိန်းမတွေထဲမှာတော့စားနေရတဲ့ပုံစံကအမျိုးမျိုးပဲအပြင်ကပါစင်များများပို့နိုင်တဲ့သူကြတော့ဟင်းကောင်းကျွေးကောင်းနေမပို့နိုင်တဲ့သူကြတော့ပုံစံဟင်းနေဖြစ်တယ်လို့တပတ်တစ်ခါရတဲ့အသားဟင်းတောင်မစားနိုင်ပဲဆက်လဲတောက်ချင်တော့ဟိုဟာကိုအသားဟင်းကိုရောင်းပြီးနိုင်လွန်ဟင်းနဲ့လွှဲနေရတဲ့သူတွေလည်းအများကြီးပဲအခန်းလူကြီးဆံမခဏခဏပြောတဲ့မိမ့်မလဲမလုပ်စားနဲ့လူပါမဝါစားနဲ့အပြင်မှာတော့ဘာပဲဖြစ်ဖြစ်ဒီထဲရောက်လာရင်အကုန်တူတူကြီးပဲဆိုတာဘာမှဟုတ်လို့လဲဟိုသားမင်းရောက်ကိုစောင်းဝိုင်းမြင်တာနဲ့သူတို့စီသွားလိုက်တယ်အနားရောက်တော့ချီရတာစိတ်မကောင်းစရာသားမင်းရောက်စားနေတဲ့အိတ်လေးတွေကပေါက်နေလို့ထင်ပါရဲ့အထုံးလေးတွေထုံးထားတယ်အထုံးထုံးပြီးဖာထားတဲ့နေရာကနေဟင်းယူတွေကတစ်ဆက်ဆက်စောင်းဝိုင်းကသူတို့နာမှာသွားထိုင်ပြီးကိုထမင်းကိုအာရပါရလွှင့်မိတယ်သူတို့သားမင်းကတော့ငိမ့်ငိမ့်ကုတ်ကုတ်လေးစားနေမြဲပဲစားနေရင်ကစဝိုင်းလန့်ကြည့်တော့ကလေးလေးရတာအသားလုံးတွေဖဲ့ဖဲ့ပြီးဆက်စားနေရင်ဟိုမိမကစားရမမြင်ဘူးအမအသားလုံးရောကုန်ပြီလားမိမကကောင်းခါပြီးသူ့ရင်ဘတ်ထဲကဆက်လင်းကလေးထုတ်ပြတယ်ကျုပ်ကဆက်လင်းမတော့ရမနေနိုင်ဘူးအသားလုံးရောင်းစားလိုက်ပြီဩထမင်းကြီးရဲရဲနဲ့နိုင်လိုဟင်းချက်ချက်ကိုရောတော့တွနေတဲ့မိမကိုကြည့်ပြီးစဝိုင်းမနေနိုင်ဘူးချင်ဘတ်ပင်တပင်လန့်ထည့်ပေးလိုက်တယ်ရပါတယ်ကျုပ်ကစားနိုင်ပါတယ်ဘာနဲ့ပဲဖြစ်ဖြစ်ထမင်းပါရင်ပြီးတာပဲအပြင်မှာတခါတလေကျုပ်တို့သားမိထမင်းတော်ငတ်တာအမားတို့ကဘာမှနေတာလဲကလေးဖေအောင်အဲ့ဒီအခုဖမ်းလာတဲ့ဘူတာကြီးရှိပန်းချန်နာမှာညရည်တယ်နေ့လေကျတော့တင်ញ្ញန်းကျုံးဘူတာမှာကုံစိမ်းငါသွားရွက်တဲ့ကလေးဖေဟာသေးပြီလေဟင်းဗမာတီရလဲရွာမှာတည်ခဲ့တာပါကျုပ်ကအညာဘက်ကမန္တလေးဟိုးဘက်ရှိမကာကကျုပ်ယောက်ျားကျမ်းမာတော့ကတော့မိသွေးဖုတ်တယ်လေကျုပ်ကတော့တကောင်ကျွက်မိဘတွေကငငယ်ကလေးကဆုံးသွားတာသမီးနှစ်ယောက်ရပြီးအခုဒီကောင်မလေးကိုဝင်မှယောက်ျားမိသွေးဖုတ်ရင်ခြေထောက်မှာထင်းစုပြီးအနာဖြစ်ရောအဲ့ဒီနာကနေရင်းရင်းလာတာ
နောက်ဆုံးချက်တော့ကိုချိန်မျက်စိအထက်နာကနေဖြတ်ပစ်လိုက်ရတယ်ဖြတ်ပြီးတော့လည်းမအေးပါဘူးနော်ဘယ်လိုဖြစ်လဲမသိဘူးပေါင်းရင်းမှာအနာတွေပေါက်လာပြန်အောင်နောက်ဆုံးအဲ့ဒီအနာတွေကနေသွေးကြောပေါက်ပြီးဆုံးလာတဲ့အဲ့ဒီတော့ကကျုပ်ကဒီကောင်မလေးမွေးပြီးစပဲရှိသေးတယ်နောက်မိထွက်ပြီး45ရက်ကျော်တော့စိတ်ကလေးရနဲ့ဒီနှုတ်ဆုတ်ကလေးပိုက်ပြီးစိတ်ပြေလက်ပြောင်းမန္တလေးဘက်ထွက်လာခဲ့တယ်လေမပုံနေရင်အင်ဂျီဝစ်စာရဲ့ကျုပ်ဆူလာရဲ့ငွေနေရာကိုလည်းလူလူမဲမဲထည့်ရခဲ့တယ်မန္တလေးဘူတာကြီးထဲမှာရောင်ရည်လေးနဲ့ကျုပ်ရှောင်းနေရောမိမ2ယောက်3ယောက်ကကျုပ်ကိုခေါ်တယ်သူတို့နဲ့ရန်ကုန်လိုက်ခဲ့တဲ့အလုပ်ပေးမိတဲ့ဇဲအိတ်လည်းသူတို့ခံမယ်ပြောတယ်သူတို့ဝစ်စားထားတာလည်းကောင်းကောင်းမွန်မွန်ဆိုတော့ကျုပ်လည်းယုံပြီးလိုက်ချင်တာပေါ့စိတ်ကလည်းလီတာဟုတ်ဒါနဲ့ကျုပ်လိုက်လာတာရထားပေါ်ရောက်တော့ကျုပ်လည်းစိတ်ချလက်ချအိတ်လိုက်တာမနဲ့လည်းနိုးရောမိမတွေလည်းမရှိတော့ကျုပ်ဝစ်စားရောပတ်စံရောမရှိတော့ဒီလိုနဲ့ကျုပ်တို့သားမီဘူတိုင်းမှာတောင်းတင်နေရကြပြီဒီသမီးတက်တက်ပဲအမားတို့သားမီ2ယောက်ထဲနေလို့ရတာပဲနော်ရှားတော့ရပါတယ်ဒါပေမဲ့တင်တော့မတင်နေဘူးပေါ့တော့ကြောက်တာပေါ့ကျုံနောက်ရင်တော့ပြုတ်လိုက်သေးတယ်သူကစစ်သားလေခြေထောက်တစ်ဖက်ဖြတ်ရလို့တက်ကထွက်ထားတာအခုအဲ့ဒီစစ်သားရောမသိပါဘူးတော့ထွက်သွားတာတလားကျော်ပြီးကျုပ်ဖြစ်အားကိုရမလားလို့ယူပါတယ်ပိုးဆိုးနေတယ်ကျုပ်ကပဲရှာကျွေးရတဲ့ဖြင့်သူကရိုက်နေသေးတယ်ကျုပ်သမီးလေးကတော့ပြောတယ်အမေရဲ့ယောက်ျားမယူပါနဲ့တဲ့သမီးကြည့်လိုက်ရင်လှုပ်ကြွေးပါမယ်တဲ့ဒီကလေးကိုဟိုကဒီကတောင်းကြပါတယ်ဒါပေမဲ့မပေးရဘူးဟိုအကြီးသမီးလေး2ယောက်ကရောရောက်ခမတွေနဲ့ပေါ့ကျုပ်ထွက်လာတာရောက်ခမတွေရောက်မှတွေမသိဘူးလေစဝိုင်းစိတ်ထဲမှာချစ်ထူးနဲ့ပြန်တွေ့ရမှကြောက်ပါတယ်ဆိုမှယောက်ျားကံမကောင်းတဲ့အကြောင်းတွေကိုကြည့်ပဲကြားနေရတယ်မဖြစ်ပါဘူးစဝိုင်းချစ်ထူးယူလို့မဖြစ်ပါဘူးကလေးတွေပါရပြီးမှဒီမိမလိုဖြစ်ရင်ဒုက္ခသားသမီးဆိုတော့လဲချစ်မိမှာအမေကသာစဝိုင်းကိုပြည့်ရပေမဲ့စဝိုင်းကတော့ကိုသားသမီးကိုဘယ်တော့မှမဖြစ်ဘူးမဲ့ညီရောယောက်ျားရှိတိုင်းဗမာနီရတော့ကျမလားရုပ်ရှင်ရုံပလက်ဖောင်းမနေယောက်ျားမရှိဘူးခက်တီတီပဲစဝိုင်းထားပြီးဒေါ်စောကြီးစီထွက်လာခဲ့တယ်ဟုတ်တယ်စဝိုင်းမှာအကိုအလွယ်ယောက်ျားမရှိဘူးချစ်သူကိုချစ်လို့မရသလောက်အကိုကိုခဏခဏတတိရပါတယ်အကိုရဲ့အကိုဘယ်ရောက်နေသလဲ